အားလုံးပဲမင်္ဂလာပါမိတ်ဆွေတို့ဒါနန်းကိုရောက်ပြီဆိုရင်တော့ coffee ဆိုင်ကောင်းကောင်းလေးမှာ Vietnam coffee လေးကိုတောက်ရမယ်မဖြစ်မနေတောက်ကိုတောက်အောင်မယ်ပေါ့နော်အဲဒါကြောင့်မို့ကျွန်တော်တို့ဒီဒါနန်းရဲ့ coffee ဆိုင်ကောင်းတဲ့ကျွန်တော်သွားခဲ့တဲ့ coffee ဆိုင်ကောင်းတဲ့နေရာလေးတစ်ခုကျွန်တော်ညွှန်ပေးရှင်ပါတယ်ပေါ့နော်ကျွန်တော်သွားခဲ့တဲ့ coffee ဆိုင်နာမည်ကတော့Nia coffee ဆို Nia coffee ဆိုင်ပေါ့နော်ပန်တန်တိုင်းတော်လားမသိကျွန်တော်တော့မပြောတတ်ဘူးပေါ့နော်ကျွန်တော်အဲ့မှာ location ကျွန်တော် messenger message မှာကျွန်တော်ထည့်ပေးလိုက်မယ်နော်အကောင်က dragon print နဲ့ဒီကန်နာလန်နဲ့နီးနီးလေးပေါ့နော်ဒီကောင်ကဘယ်လိုမျိုးတိုက်လဲဆိုတော့သူကအပင်နေနဲ့ရေတွေနဲ့ပေါ့နော်တော်တော်လေးလဲထိုင်လို့ကောင်းတယ်ပေါ့နော် Vietnam coffee ကိုမှတောက်လို့ရတယ်သူကသဘောပန်ဝေးခြင်းနဲ့အထိတွေ့ပြီးတော့ AACC ပေါ့နော်ကျွန်တော်ရေတန်လေးတွေတပင်လေးတွေကိုထိုင်ကြည့်ပြီးချေးလို့ရတယ်ပေါ့နော်ဒါသူကကြတော့အမှဆိုရင်သူကအရှိမကျွန်တော်တို့ကတဘောပတ်ဝန်းကျင်ဝါပင်လေးဖာပင်လေးရေလေးဗာလေးနဲ့ကြည်ပြီးတောက်လို့ရတယ်လို့နောက်ပြီးတော့သူ့မှာအပေါ်ဓာတ်ဆိုတာရှိရဒီmain feeding ရဲ့အပေါ်ဓာတ်မှာကြတော့သူကစာလုတ်တဲ့သူတွေပေါ့နော်မီတင်ခန်းလိုမျိုးလေးခွဲပေးထားရနောက်ပြီးစာကြည့်ရဲ့နေရာလေးထားပေးထားရပေါ့နော်အပေါ်ဓာတ်ကတော့အဲ့ဒါတော့ကျွန်တော်ကတော့မရိုက်ခဲ့တော့ဘောเนาะသူညာရဲ့ private ဆိုတော့ app ပေါ်မှာလည်း ACC စာလုပ်ချင်တဲ့သူတွေကအပေါ်ထဲမှာတက်လုပ်လို့ရပါတယ်အပေါ်ထဲမှာ meeting တွေထိုင်တာကျွန်တော်ဝင်သွားတဲ့အချိန်မှာစာလုပ်နေတဲ့ကလေးတွေ meeting ထိုင်နေအလုပ်လုပ်နေတဲ့သူတွေတွေ့ရတယ်ဗောနော်ကျွန်တော်ကတော့ ACC ACC ချေးခြင်းတော့အရှိချေးတော့မှကျွန်တော်ထိုင်ပြီးတော့ရေကန်ကိုကြည့်တယ်coffee လေးတောက်တယ်ဗောနော်တချင်းတန်လေးနဲ့နှက်တယ်ဗောနော်သွားပြီးတော့စမ်းတောက်ကြည့်ကြပါကျွန်တော်လိုက်တောင်းလိုက်ပါတယ်ကျေးဇူးတင်ပါတယ်ဒီဇိုင်းလေးကိုတစ်ချက်လောက်လာပြီးတော့စမ်းတောက်ကြည့်ပါတော့ကျွန်တော်ကြံပြုတ်ချင်ပါတယ်ပေါ့နော်ညာနေကောင်း